မင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ကျမတို့ first career solution ကနေဖွင့်လှစ်တင်ကြားပေးနေတဲ့သင်တန်းတွေအကြောင်းကိုမိတ်ဆက်ပေးပါရစေရှင် export import လုပ်ငန်းတွေအကြောင်းကိုခြေခံနေစတင်ပြီးတော့ professional ကြကြလုပ်ကိုင်နိုင်တဲ့အထိလေ့လာလို့ရမိတ်ဆွေတို့အတွက်အခုလက်ရှိကျမတို့စီမှာ basic export import special class လေးရှိပါမယ်ရှင်ဒီတန်းလေးရဆိုရင်အပတ်စဉ် batch 21တန်းလေးဖြစ်ပြီးတော့ online video class တွေနဲ့ဖွင့်လှစ်တင်ကြားပေးနေပါတယ်ရှင်နောက်ဆိုရင် video class ဆိုတာဘယ်လိုမျိုးတွေသင်ကြားပေးမှာလဲဟုတ်ပါတယ် video class ဆိုတာ online ကနေပဲလေ့လာလို့သူတွေနဲ့အချိန်ကြီးမပေးနိုင်တဲ့သူတွေအတွက် video presentation file တွေနဲ့အတူနောက်ပြီးတော့ Zoom class တွေမှာ live သင်ကြားထားတဲ့သင်ခန်းစာ video recording file တွေကိုတင်ထားပေးပြီးတော့သင်ကြားပေးတော့မှာပဲဖြစ်ပါတယ်ရှင် online class ရဲ့အဓိကအားသာချက်တွေကတော့သင်တန်းတစ်ဖက်အလုပ်တစ်ဖက်နဲ့ဒီ program မတက်ရောက်နိုင်တဲ့သူတွေနဲ့နိုင်ငံရေးခြားနေဝေးမှာနေတဲ့သူတွေအနေနဲ့အချိန်ကြီးပြီးတက်စရာမလိုအောင်အချိန်ကြီး live time ဝင်ရောက်လေ့လာနိုင်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုအကြောင်းအရာတွေကိုအဓိကထားပြီးတော့သင်ကြားပေးတော့မှာလဲဟုတ်ကဲ့ပါသင်ကြားပေးသွားမယ့်အကြောင်းအရာတွေကတော့ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်နဲ့လုပ်ဆောင်လုပ်ငန်းများပြည်ပဆိုင်ရာကုန်သွယ်မှု၏ဝင်ဆက်ထောက်ပံ့မှုလုပ်ငန်းစဉ်နေဆက်လေးချောင်းတည်ပို့ဆောင်ခြင်းနဲ့ဝင်ဆက်ထောက်ပံ့မှုအကောက်ခွန်စူးစမ်းဝန်ဆောင်ခြင်းနဲ့ကုန်ပစ္စည်းလေးထုတ်ယူခြင်းအခွန်ကင်းလွတ်ခွင့်လျှောက်ထားခြင်းနဲ့စံနှုန်းသတ်မှတ်ချက်များပို့ကုန်သွင်းကုန်ရင်းနှီးမြှုပ်နှံမှုနဲ့ငွေကြေးစီမံခန့်ခွဲခြင်းပို့ကုန်သွင်းကုန်စာရွက်စာတမ်းထိန်းသိမ်းကိုင်တွယ်ခြင်းကုန်စည်တင်ပို့ခြင်းအခေါ်အဝေါ်သုံးလုံးနဲ့ပြည်ပဆိုင်ရာကုန်စည်တင်ပို့ခြင်းသဘောတူညီမှု2020ကမ္ဘာကုန်သွယ်မှုဖွဲ့စည်းခြင်းတန်ဖိုးတွက်ချက်မှုငွေရေးစာရွက်စာတမ်းနဲ့ဗန်လုပ်ငန်းစဉ်ကုန်နှောင်ရုံစီမံခန့်ခွဲခြင်းကုန်စည်ရေးစာရွက်စာတမ်းများအပြင်အစရှိတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအခြေခံမှစတင်ကလုပ်ငန်းခွင်ဝင်နိုင်တဲ့အထိသင်ကြားပို့ချပေးတော့မှာပဲဖြစ်ပါတယ်video class မဟုတ်ဘဲနဲ့ဆရာတွေနဲ့အပြင်မှာတည်းထိတွေ့သင်ကြားခြင်းနဲ့ဆိုရင်တော့လာမယ့်ဇူလိုင်လဒုတိယအပတ်မှာ on-campus class တွေနဲ့ special class တွေကိုဖွင့်လှစ်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကဲမိတ်ဆွေတို့အနေနဲ့ဒီတင်တဲ့တက်ရောက်ဖို့စိတ်ဝင်စားရဆိုရင်တော့3996534341 3998838696တင်ကားပုံနံပါတ်များတို့ဖုန်းဖြင့်ဖြစ်စေ Viber အနေဖြင့်ဖြစ်စေဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါတယ်ရှင်